ဖြည်းဖြည်းဟောတပည့်တော်ဝေဒနာဇတ်တော်အကြောင်းနဲ့ပတ်သက်ပြီးတော့မေးရှင်းလို့ပါဗျာဝေဒနာဇတ်တော်မှာပါဝင်တဲ့အကြောင်းအရာတွေကအကုန်လုံးကမှတ်ကန်တယ်လို့ထင်ပါလားအရှင်ဖေဟာဘာကြောင့်ပါလဲဖေဟာဝိသန္တရာဇတ်တော်အားလုံးမှန်ကန်တယ်လို့ထင်သလားဟဲ့လားကလေးမှန်ပါဗျာဒီကြီးတို့ကဘုန်းကြီးတို့မှာကြတော့ဗုဒ္ဓရဲ့ဒီသာသနာတော်မှာယုံကြည်ခြင်းတတ္တာတရားရဲ့ပညာတရားရဲ့နှစ်ခုပေါင်းစပ်မှအဖြစ်တစ်ခုထွက်တယ်ပေါ့နော်ပညာတွေကွန့်ပြီးတော့တရားတရားအားနဲ့ဗုဒ္ဓရဲ့ပိဋကစာပေတွေကိုတန်တရားဝင်ကြတယ်ယနေ့ခေတ်တော်တော်များများဇတ်တော်တွေကိုဝေဖန်လာကြတယ်ဒီကြားတဲ့ဘုန်းကြီးတွေကလည်းအနောက်တိုင်းပညာတွေသင်ပြီးတော့တီဟိုတို့ယူရီးယားတို့အမေရိကန်အင်္ဂလန်စသည်ပေါ် MA တွေ PhD တွေယူပြီးပြန်လာတဲ့ဘုန်းကြီးတွေကတော်တော်များများကဝေဖန်တာမျိုးလည်းရှိတယ်ဒါတွေကဝေဖန်ယုံပဲရှိတယ်တကယ်တမ်းတတ်သိမပြနိုင်ကြအောင်မမြင်နိုင်တဲ့အရာတွေကိုတပည့်ဘုန်းကြီးတို့လည်းအတိအကျပြောလို့မတတ်ဘူးတပည့်ဘုန်းကြီးတို့အနေနဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုယုံကြည်ခြင်းတတ်တာတရားရဲ့ပညာတရားရဲ့အလယ်လန့်ကိုထားပြီးတော့ပဲဒီဇတ်တော်တွေကိုလေ့လာရပါတယ်အချို့အရာတွေကကိုယ်ဉာဏ်မမီနိုင်ဘူးပေါ့မဖြစ်နိုင်ဘူးလို့ထင်တယ်ပေါ့မဖြစ်နိုင်ဘူးလို့ထင်တယ်ဥပမာဘုရားလောင်းမွေးခြင်းစကားပြောတာတွေရှိတယ်ဒါကလောကအနေနဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့အရာတွေကိုမယုံဘူးလို့ပြောရင်ဦးဇင်းတို့တွေဒါကိုယ့်ရဲ့တရားတရားအနှဲသွားတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်ဝိသန္တရာဇတ်တော်ဟာမြတ်စွာဘုရားဟောတယ်အထာခရာတွေဖွင့်တယ်ပေါ့အဲ့ဒီမှာအားလုံးကိုယုံလားလို့ပြောရင်တော့ဘုန်းကြီးအနေနဲ့ပြောရင်တော့ယုံတယ်လို့ပဲပြောအောင်ဘာဖြစ်လို့ယုံတယ်လို့ပြောတယ်ဆိုတော့ဒီဗုဒ္ဓရဲ့ဒီစာပေတွေကအယံလုံးလို့မရပါဘူးတန်ခါယနာ6ကြိမ်တင်ခဲ့ရတယ်ပထမတန်ခါယနာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ဆံပြီး9ရက်မှာသူပဒယဟန်ဆိုကြီးရဲ့ဝိနည်းဖြတ်မဲ့တရားတွေပေါ့နော်လှုပ်ချင်အောင်လှုပ်တော့မယ်ဘုရားမရှိဘူးအဲ့ဒီကနေစပြီးရှင်မဟာကတ္တပတို့ဟာဘုရားပရိနိဗ္ဗာန်ဆံပြီးတော့3လမှာပထမတဏ္ဍာတင်တယ်အဲ့ဒီတန်ခါယနာမှာမြတ်စွာဘုရားဟောတွေပါတယ်နော်ဒီတာဝကတွေဟောတဲ့တရားတော်တွေလည်းပါအားလုံးဟာဒါအတည်ပြုထားတယ်နော်ဒုတိယတန်ခါယနာကိုဗုဒ္ဓပရိနိဗ္ဗာန်နှစ်ပေါင်း100မှာတင်အဲ့ဒါလည်းအကုန်လုံးဘုရားဟောပါဠိတော်ထာခရာတွေပဲအစဉ်ဆက်ဆင်းသက်လာတယ်တတိယတန်ခါယနာကိုဦးဇင်းတို့ဒီအိန္ဒိယနိုင်ငံမှာအာတောကမင်းကြီးလက်ထက်မှာတင်ဒါလည်းရဟန္တာအရှင်မြတ်ကြီးပဲဒိဋ္ဌိကျဲကြီးပဲအဲ့လိုဆိုတော့ဒီတရားတော်တွေကအားလုံးကတပြင်းကြီးဆင်းသက်လာသဒ္ဒရတန်ခါယနာကိုတီဟိုမှာပေထအခရာတင်ခဲ့တယ်ဝေဆုံးကနှုတ်တက်အာဂုံကြီးပဲလာတယ်ပေထအခရာတင်တယ်နှုတ်တက်အာဂုံယူလာတဲ့အခါမှာတချို့တော့တုတ်တန်တွေကအချင်းချင်းလွဲတာတွေရှိတယ်အယူဆလေးတွေသူ့ရဲ့ဆရာအစဉ်ဆက်အာဂုံဆောင်တဲ့အတိုင်းပဲတည်လာတဲ့အတွက်မပြင်ခဲ့ဘူးထပ်ပြီးတော့မတွတ်သွင်းခဲ့ဘူးအစဉ်တိုင်းပဲလာခဲ့တာအဲ့ဒီတိုင်းပဲဘာနာကတွေအာဂုံဆောင်ခဲ့တဲ့ဆရာတော်တွေအစဉ်ဆက်ပဲဒီစာတွေကိုထိမ့်သိမ့်ခဲ့တယ်သဒ္ဒရတန်ခါယနာအတင်ရောက်တဲ့အခါမှာပိဋကခရာကိုတင်လိုက်တာပိဋကခရာပြီးမှနောက်ဆုံးပြင်စမအခရာပြင်စမတန်ခါယနာတင်တယ်မင်းကုန်းမင်းလက်ထက်မှာကြောက်ထအခရာတင်ဒီဆိုပိဋကတွေကအစဉ်တိုင်းပဲလာနေတယ်ဆိုတော့ဆရာတော်တို့အနေနဲ့ယုံကြည်တယ်ကလေးနော်ယုံကြည်တယ်ယုံကြည်ပြီးတော့နောက်ဆုံးစတ္ထတန်ခါဒီဥနုလက်ထက်မှာတင်ခဲ့တယ်မဟာစီဆရာတော်ကြီးတို့မင်းကုန်းဆရာတော်ဘုရားကြီးတို့ဟုတ်လားအဲ့လိုဆိုတော့စာပေကလုံးဝမမှားဘူးအစဉ်ဆက်ပဲဦးဇင်းတို့ရဲ့ပုထုဇဉ်တွေကညံမလိုက်နိုင်ဘူးတွေနောက်ပြီးတော့ဒီစာပေတွေကကျယ်ပြန့်တယ်ပြီးတော့ဒီရှစ်ခေတ်ကဖြစ်ပျက်တဲ့အကြောင်းတွေနဲ့ယနေ့ခေတ်နဲ့မတူညီတာတွေအများကြီးရှိတယ်။အမှမြင့်မို့တောင်တွေတစ်ခါတလေပါတယ်မယုံဘူးသိပ္ပံနေတယ်လိုက်ရှာလို့လည်းမရဘူး။နတ်ပြည်လည်းမရှိမှမရှိတယ်နတ်ပြည်ဘယ်သူသိတယ်ယုံလားနတ်ပြည်ရှိလားယုံလားနောက်တိုင်းမှမရှိဘူးလေဒါပေမဲ့သူတို့မယုံနိုင်ပေမဲ့ဦးဇင်းတို့ယုံနေတယ်ဘာဖြစ်လို့ယုံလဲဖယားဟောထားတယ်လေဖယားဟောတချို့လည်းတကယ်တမ်းလက်တွေ့ပဲတချို့လူဝင်စားတွေဟုတ်တယ်မလားတေရွာပြန်တွေလက်တွေ့ကြုံရင်းနဲ့တကယ်ယုံလာကြတာမဟုတ်လားဒါကြောင့်မို့ဒီစာပေတွေကဖယားလက်ထက်တွေကနေအစဉ်အဆက်ရဟန္တာအရှင်မြတ်ကြီးတွေထိမ့်သိမ်းဆောက်ခဲ့တယ်အဲ့ဒီထဲမှာအနှဲငယ်ပုတ်လေးတွေတချို့တလေချော်လာလေးတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လုံးလုံးကြီးမှားတာမျိုးတော့မရှိပါဘူးဟုတ်ပြီလားဒါကြောင့်မို့ဦးဇင်းအနေနဲ့တော့ယုံတယ်ဘလို့ယုံတယ်တတ္တာတရားနဲ့ယုံကြည်ပေးရဘာမှမဖြစ်ပါဘူးမယုံလို့လဲဟုတ်တော့မလားယုံတာမယုံတာအထက်ကိုကိုယ့်အတွက်အကျင့်ကိုက
ဒီတီလာကိုကျင့်ရင်ကိုယ်အတွက်ငြိမ်းချမ်းတယ်တမာတိကိုကျင့်ရင်ကိုယ်အတွက်စိတ်တွေတည်ကြည်ပြီးအေးမြလာတယ်ဝိပဿနာတွေရှုလိုက်တခါတည်းနောက်ဆုံးတန်ရောစဉ်တွေပြတ်ပြီးကိလေသာလွတ်မြောက်လာလက်တွေ့ကျင့်ရင်လက်တွေ့ရနေတဲ့အတွက်ကိုယုံကြည်နေတယ်ဟုတ်တယ်မလားဗုဒ္ဓရဲ့တရားတော်တွေဒီကမိုက်တို့ကြည့်ကြည့်လေတရားတော်တွေကကြားနာယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးခါလဲလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နဲ့စခန်းသိမ့်အောင်မှန်းလင့်ရည်ရောကောင်းစွာဟောကြားထားတဲ့ဓမ္မတွေလေဓမ္မတွေဟုတ်တယ်မလားဗုဒ္ဓရဲ့တရားတော်နာရင်စိတ်မချမ်းသာဘူးလားလက်တွေ့ကျင့်ကြည့်တီလာကိုကောင်းစွာကျင့်တာနဲ့ကိုယ်မှာစိတ်တွေအေးချမ်းပြီးတော့ဟုတ်တယ်မလားတမာတိတွေအားထုတ်လိုက်တာနဲ့အေးချမ်းပြီးတော့နိဗ္ဗာန်တွေကင်းသွားတာနဲ့ငြိမ်းချမ်းသွားတာချက်ချင်းကိုခံစားနေရတော့ပို့ပြီးတော့ယုံကြည်လာတယ်ပေါ့ဒါကြောင့်မို့ယုံကြည်မှုတွေအားပြော့လာပြီဆိုရင်လက်တွေ့ကျင့်သုံးမှုကိုတွားရတယ်ဟုတ်ပြီလားလက်တွေ့ကျင့်လိုက်တဲ့အခါမှာအော်ဗုဒ္ဓရဲ့တရားတော်တွေသိမ့်မှန်တာပဲဆိုရင်ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့တနေ့မှာသူတစ်ပါးတွေဘလို့ပဲပြောဘလို့ပဲဝေဖန်ကိုယ်အနေနဲ့ပြုံးကြီးပဲကြည်နေရတော့တယ်ဟုတ်ပြီနော်ဒါကြောင့်ကလေးဝေဖန်ခွင့်ရှိပါတယ်ဗုဒ္ဓတရားတော်ကနော်စီစစ်ခွင့်ရှိပါတယ်ဒါပေမဲ့တရားနဲ့ပညာနဲ့လက်ကင်ထားပြီးတော့ဝေဖန်စီစစ်ဖို့လိုတယ်နော်